ပြမဆန်ပေရွာပြန်တဲမပါတော့ဘူးလေညာခံခဲ့တာဒါအမှန်ပဲလားရွာကမျိုးတွေမေးကြတယ်လေကြောက်မပြေခြင်းပဲလောက်ကိုင်းငွေချေးတွက်လီမြို့ပေါ်တစ်ခါမနေကျုံရွာရဲ့ဝေးမပြေခြင်းပဲလောက်ကိုင်းငွေချေးသွက်လီမြို့ပေါ်တစ်ခါမနေကျုံရွာရဲ့ဝေးညီတွေနောင်ကျိုးမယုံနိုင်ပေကျုပ်တဲ့နှလုံးတွေနှုတ်သွားခဲ့တဲ့မြို့ကြီးသူကိုလေအသက်ရှူတိုင်းတတိယလုံးမေ့ပြစ်နိုင်အောင်ကြံပေးကြအောင်လေ